ဒီနေ့ကကိုကလည်းတကြမ်းရောက်ခံနေပြီပေါ့နော်ရောက်မဆိုးဖြစ်တာလည်းကြာပြီဒီထိတ်မှလည်းအမေလည်းထွက်နေပြီပေါ့နော်အဝခံဖြစ်နေတဲ့အတွက်ကိုလည်းဘာရောက်ဆုံးအောင်လဲဆိုတော့မသိသေးဘူးပေါ့နော်ဒါပေမဲ့ဆမ်မစနာနေတိုင်း ဟောအဲ့တရောက်နေရဆိုလို့ဘယ်သူဟာလဲလို့အခုဆိုင်ရန်သူတွေကိုဘာရောက်ဆုံးမလဲပြောရတဲ့ခါ ရောဒီထက်မျက်နှာလင်းတော့ဆိုရင်ဒီထက်တော့မမောင် ဒီတစ်ခေါက်ကလည်းလင်းနေအောင်ဆိုဒါပေမဲ့အယောင်ကြီးကြနေပြီနော်အဝါလေးဖြစ်နေပြီ ဟုတ် ဒီခါကျရင်ဘယ်လိုဆိုးမလဲဆိုးချင်တာအယောင်ရှိလားကိုလိုချင်တဲ့အယောင်ရှိလား လို့တော့ရှိတယ်ဒီဘောကနည်းနည်းတော့ဘာလို့မှမဆိုးပြောတော့ဒီရောက်ကရောက်ဆိုးတော့ ဘာရောက်ဘာစီကိုလည်းတော်ရအောင်ဖြစ်နေတယ်ใช่ကိုလည်းလိုက်မယ်ဆိုတော့ကြောင်းလေးစကားပါကြိုက်တယ်မျက်နှာလေးလည်းလင်းသွားတယ်နော်ကြက်လေးရနည်းနည်းလေးထည့်ပေးထားတယ်နော်အဲ့တော့မျက်နှာလေးနဲ့နော်ဒါကြတော့နည်းနည်းလေးပေါ်ရတယ်နည်းနည်း